နိုင်ငံတကာရိယာကိုလေးလာကြည့်နိုင်ငံတိုင်းဆိုမိမိအမျိုးသားအကျိုးစီးပွားကိုရဦးစားပြီးညှို့ကိုလှောက်ဆောင်ခဲ့တဲ့ဆိုတော့ကိုသိထားဖို့လိုပါတယ်။ရောင်းလာတိဆိုအလွန်တရာမှလည်းသဘောကျပါတယ်။နိုင်ငံတကာမျက်နှာစာမှာသဖို့တရာအယူဆတိကိုလူကရာကောင်းအောင်ဦးလင်ခဲ့တဲ့အဆန်းလောက်ရဟင်ပါတယ်။ဒီနေရာမှာ initial နိုင်ငံတိအကောင့်နဲ့ပထဝီဆိုင်ရာအရှက်လက်တိကိုကျွန်တော်တို့သိထားကိုလိုလာပါတယ်။နိုင်ငံ Greek grammar နိုင်ငံရနိုင်ငံရှိတဲ့ဒုက္ခဆိုအလွန်ဒရာမှာ grammar ပါရီရောလာဒီထင်မှာလူတွေဆိုပထမအရေးကိစ္စအရှက်တစ်ခုထိုက်ပါရီမြန်မာနိုင်ငံဆိုလူတွေအစားမတန်မြော်တွေဒါရောအိန္ဒိယဘင်္ဂလားဒေ့ရှ်နိုင်ငံဒီ grammar တင်းဟင်းနေရလူတွေသန် cross sit တောင်မပြည့်နိုင်ငံတစ်ခုထိုက်ပါရီအနောက်ဘက်နဲ့မြောက်ဘက်မှာလူတွေတန်1400ကျော်ဟင်း၍အိန္ဒိယနဲ့တရုတ်နိုင်ငံအနောက်ဘက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းလူတွေသန်တရာခဏိစီကျော်ဟင်းလာပါတယ်။ဒီခရီးနေတီကိုကျွန်တော်ပပိုးရှိစိုင်းစားလို့မရပါ